Jujitsu Kaisen skin တကောင်ကို Diamond နဲ့အောင်ဈေးသက်သာအောင်ဘယ်လိုဖောက်အောင်လဲဆိုတာလေးပြောပြပေးမှာပဲဖြစ်ပါတယ်။ Even လာချင်း August 9 ရက်နေ့မှာကျွန်တော်တို့က weekly bet တစ်ပတ်ထည့်ပါမယ်။တကယ်လို့မှ weekly bet တွေပြည့်နေတယ်ဆိုလို့ရှိရင်လည်း Diamond 130ထည့်လို့ရပါတယ်။ Diamond 100 recheck လုပ်ခြင်းအပြင်ကျွန်တော်တို့က free token တကယ်ရပါတယ်။အဲ့ဒါလေးကိုလဲပါမယ်။ပြီးရင်တော့တရက်တစ်ချိန် short ဈေးဖြစ်တဲ့ Diamond 25လုံးနဲ့ကျွန်တော်တို့တစ်ချိန်လဲမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ Even လာချင်းရက်မှာပဲကျွန်တော်2ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ August 10ရက်ကနေပြီးတော့ August 13ရက်နေ့ထိမှာကျွန်တော်တို့ကတရက်ကိုတစ်ချိန်လှည့်သွားပေးရမှာပဲဖြစ်ပါတယ်။ August 13ရက်နေ့မှာတော့ကျွန်တော်တို့က8ချိန်ထိလှည့်ပြီးသွားပြီပဲဖြစ်ပါတယ်။ August 14ရက်နေ့မှာတော့သူ့ရဲ့ free token တွေရတဲ့ phase 1ကိုရောက်ရှိလို့လာခဲ့ပါပြီ။အဲ့ဒီနေ့မှာတော့ကျွန်တော်တို့က weekly bet 3ပတ်ထည့်ပါမယ်။တကယ်လို့မှ weekly bet တွေပြည့်နေတယ်ဆိုလို့ရှိရင်လည်း Diamond 185လုံးထည့်လို့ရပါတယ်။ပြီးရင်တော့နေ့စဉ် short ဈေးဖြစ်တဲ့ Diamond 25လုံးနဲ့တစ်ချိန်လဲမယ်။ short ဈေးမပါတဲ့ Diamond 50နဲ့ကျွန်တော်4ချိန်လဲမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က Diamond 225လုံးထိသုံးပြီးသွားပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီ event ရဲ့ test ကကြတော့ Diamond 250သုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်25လုံးကိုတော့ August 15ရက်နေ့မှာကျွန်တော်တို့က daily $1 နဲ့လဲလိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေပါပြီ။အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က Diamond 250လဲထည့်တာပြီးတော့ပြီ250သုံးတာလည်းပြီးတော့ရင်မလို့ free token 29ပဲရတော့မှာပဲဖြစ်ပါတယ်။အဲ့ဒါကိုပါထပ်ပြီးလဲမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်အချိန်20ပြည့်သွားရင်မလို့ဒီ draw roller နဲ့ပြီးတော့မှ free cut လေးနောက်ထပ်တစ်ကက်ရပါအောင်မယ်။အဲ့ဒါလေးကိုပါလှည့်ပြီးလိုက်ပါအခုဆိုရင်ကျွန်တော်တို့လှည့်ခဲ့တဲ့အချိန်အတွက်က44ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ် August 16ရက်ကနေပြီးတော့မှ August 20ရက်နေ့ထိကိုကျွန်တော်တရက်ကိုတစ်ချိန် short ဈေးနဲ့6ရက်တိလှည့်ပေးရမှာပဲဖြစ်ပါတယ် August 21ရက်နေ့မှာတော့သူ့ရဲ့ phase 2ပြန်လည်ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် weekly bet 3ပတ်ရေ Diamond 343လုံးရေတွဲပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်တကယ်လို့ weekly bet တွေကပြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီ weekly bet 343လုံးကမထည့်ဘဲနဲ့ Diamond 600ကိုပဲတန်းပြီးထည့်လိုက်လို့ရပါတယ်အဲ့ဒါပြီးရင်တော့ daily $1 နဲ့ short ဈေးတစ်ချိန်လဲမယ်ပြီးရင်တော့10 draw ကို Diamond 450သုံးပြီးတော့တစ်ချိန်လဲမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ Diamond ထည့်တာရော Diamond 3တာရော test ပြည့်သွားရင်မို့လို့free token 29ပဲရသွားပါလိမ့်မယ်အဲ့ဒါလေးကထပ်ပြီးလဲမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်လဲခဲ့တဲ့အချိန်တော့ကစုစုပေါင်းအချိန်60ထိရှိသွားပါပြီ August 22ရက်ကနေပြီးတော့ဒီ event ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ September 17ရက်နေ့ထိမှာကျွန်တော်တို့က daily $1 နဲ့တရက်ကိုတစ်ချိန်21ရက်ထိလှည့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ event ရဲ့နောက်ဆုံးရက်မှာကျွန်တော်တို့ရဲ့လှည့်ခဲ့တဲ့အချိန်တော့က131ချိန်ထိပြီးသွားမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီကြားထဲမှာ free token ရမယ် test လေးတွေရှိလာနိုင်ပါတယ်အဲ့ဒါလေးတွေပါမယ်ဆိုလို့ရှိရင်တော့ AACC ဒီ skin တကောင်ရဖို့ကိုလောက်ပါတယ် skin တကောင်ရဖို့အတွက်ကတော့အချိန်130နဲ့120ထိလှည့်ပေးရတာမို့လို့ကျွန်တော်ဒီကြားထဲမှာ free token ကဲလို့မလာခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က diamond နဲ့ငယ်ထည့်ပြီးတော့လှည့်ပေးရမှာပဲဖြစ်ပါတယ်အများကြီးတော့လိုမှာတော့မဟုတ်ပါဘူး diamond တွေအားပေးချင်တာပဲဖြစ်ဖြစ် event ကြောင့်မသိလို့မေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram account ဖြစ်တဲ့ဒီ @hug124 ဆိုတဲ့ user name နဲ့ရှာပြီးတော့ကျွန်တော် Telegram account မှာလာရောက်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ